ဟာဘာတော့တိတ်လုံးမဲ့ပုံပေါ်ပါအောင်ဘာဖြည်းဖြည်းပါဟိုအဘာဖြည်းဖြည်းမောမယ်အဘာလီးလောက်တာလားအဘာရေအဘာလီးလာလောက်တာငါလုံးမလားစောက်တက်ကြီးဟာဘာလို့မင်းဘာလား sorry ကိုရိုက်တာလက်လွန်သွားတာဟာကို sorry ဗျာဂျပန်မှာပတ်တိုင်းဟောသွားလို့တာချိန်မိုင်းပေါ့ကွာမင်းတို့နားလဲအောင်မြန်မာလိုပြောရမယ်ဆိုချိန်မိုင်းပေါ့ချိန်မိုင်းလှုပ်တဲ့ကိန်းကျွန်တော်ဇိုးဖို့ကြားနေအားလုံးကိုကြိုးလိုက်ပါတယ်ဇိုးဖို့ကြားမာကတ်အလဲဇိုးနော်စောက်ချိုးပြလို့ဘာတော့အဝဲမှာဝဲကြားတယ်လီးနမပဲဘာတော့ခုလေးကိုလီလာလုံးနေဟာဒီကောင်သဘောကောင်းတဲ့ပုံပဲဂတ်သွားပြီโอเคနောက်လဲလာခဲ့ပါအောင်ကျေးဇူးအများကြီးတင်ပါတယ်ဟောငေါ့ကြီးကစောက်ချုံမပြေတဲ့ပုံပဲဟဲ့ရောက်လာစမ်းနဲ့တန်းရိုက်လိုက်ရမလားအဲ့လိုကြလည်းမကောင်းအောင်နော်တန်းရိုက်မှာနော်စောက်ခွက်ပြောင်းတန်းရိုက်မှာဘာတော့ဟဲ့ fight ရောက်မင်းလို့ဟဲ့လီလို့ဆက်လေးတောက်တာလားဟမ်လီလို့ဆက်လေးတောက်တာလားမင်းလေးအိမ်မက်နေလားချမှာလားရောစောက်ခွက်လာပြောင်းနေငါနားမှာလာပြီအေးရောက်ဒီမှာ no smoking ကိုလီလို့တောက်တာလားခွေးတောင်သားရဲ့ပေါက်ဆိုးတဲ့ဆိုင်ပြည့်မာကတ်ပြည့်စူပါမာကတ်စောက်ကလေးပါဝဲမလို့စောက်ကလေးကလည်း9000ရင်းနေသေးတယ်ဟဲ့ရောက်တော့မလုံးနေရတော့ဟာရောက်သွားရောက်ကလေးကိုရိုက်မိသွားတာမင်းငါသဘောမကျဘူးဟာရောက်မရိုက်ပြန်ပြီဟို sorry နော်ဟိုကောင်ဒီကောင်ရိုက်ရမှာမင်းတို့လူကြီးလူကောင်းယုံနဲ့ရောက်မင်းကဘာတော့မန်နေဂျာလီလို့ခေါ်ပေးရမှာလားဟမ်မင်းနဲ့အဲ့လောက်ခင်လို့လားဘာတော့မင်းလီးတာအေးအဲ့လိုလို့တော့မင်းလို့မင်းအဲ့စောက်ခွန်းနဲ့မလာနဲ့ဟာရောက်မဟုတ်ဘူးဟော sorry ကိုကြီး sorry လူမားသွားတာငါဘာလုပ်တယ်ငါဘာကောင်းမှမဟုတ်လေ sorry မင်းမျက်နှာဖုံးကြီးလီးမှမတက်နဲ့လေကွာဒီကာလာကြီးမှာ sorry မဘာယူမလို့မကျွန်တော်ယူမလား what ပြည့်လောက်ပေးနေနော်အေးမသွားသေးဘူးလားမသွားတော့လို့အမဘာလုပ်နေတာတော့ဒီနားကြီးမှာရိုက်တော့လေစောက်ဆန်ရော်သေးအမလီးနမပဲဇိုးကြားရဲ့စူပါမားကတ်စောက်ခွက်ကိုဖျက်ရိုက်လိုက်မယ်ဟဲ့ဟောစပိန်ခိုးနေအဲ့လိုစပိန်ခိုးနေနင်းဟဲ့ရောက်ဘာတော့လီးလုံနေတာလားအဲ့ဒါလီးလုံနေတာလားပြစ်မပေးနဲ့နော်ပြစ်ပေးရင်ထိုးမှာနော်ဟာမရှင်းမတူစလို့ဟုတ်ပြီညာမြန်လေးရိုက်ပေးမယ်အမတူစလို့မလို့အမစောင့်မြင်ကလို့အဲ့ဒါအမေအနီအဲ့ဒါကျွန်တော်အခိုင်းအနီကဖင်ရနေတာအနီကအဲ့ဒါအပြင်လူကမဝင်ရအနီရရေဟိုမှာမင်းအောင်ပါတော့မင်းအောင်အမေရောတော့ပေါ်တော့နဲ့မေးမျိုးအနီကလည်းပြောနေတဲ့ကြားထဲကကိုအနီကတားမရပါမရနဲ့ဟာဝေးလို့တော့ဟာ sorry ဟောမင်းကမူမမှန်နဲ့ပုံကြီးဖြစ်နေလို့ကြောင်ငါတကောင်ပဲမောင်ဒါပဲလားဟိုကောင်ခိုးစားမဲ့ရုပ်ဟိုကောင်ကြည့်ရတာမေးလို့ခိုးမဲ့ရုပ်လူလင့်ခိုးမဲ့ရုပ်ငါလို့ကြည့်ထားလောက်မှာခဏလေးလူလင့်ခိုးမဲ့ရုပ်ဟာ sorry နော်ကိုကျွန်တော်လူကဲခန့်ညံ့သွားတယ် sorry ဟာရောက်ခမရစောက်တက်ကကြီးနေပြီစောင်းနောက်ကပါမလားဘူးမခဏလေးရတော့မယ်မရတော့ခဏလေးနော်မရတဲ့အချိန်မှာဟဲ့ရောက်မင်းလီးလို့ပြက်စီးနေကွာအလုံးမှာ fighting လှုပ်ကြိုးသားနေ fighting ပြဒုံးနေဟိုရောက်ရေခဲတက်တာတွေဝင်နေရတာရောက်ဘာဖြစ်တာလဲဟဲ့ရောက်ဘာဖြစ်နေရလဲပျော်နေတာဟမ်no It was at this moment that he knew he fucked up. Sorry မရိုက်တာငါမဲမြင်မရိုက်တာ sorry ဟာ
嘿呀，嘿呀，我在里头飘呢，哟，ဓာတ်ပုံကရိုက်တော့ဘယ်ကောင်ဓာတ်ပုံရိုက်ဒီလိုဓာတ်ပုံရိုက်နေလား sorry နေုံရောဘာလို့ခိုးနေတာနေပါဦးကွာတော်ပြီဗျဟဲ့ရောဟိုကောင်ဟဲ့ရောမေးလုံးမျိုးရောဘာဒီလုံးနေရတော့လူစမ်းစမ်းကြီးနေကြီးပဲအမေတာရငိန်ချောင်းနဲ့အတန်လေးပါလားရောဟဲ့ရောမိလူတော့ပဲ့နေပြီငါးဆိုင်လေဆိုင်ပြန်ပြင်သွားပြီရှင်းလက်စောင့်မြင်ကတ်လို့ရိုက်တာခဏလေးနော်ဟိုထဲမှာမဲဒီကောင်ရေခဲတက်တာကြိုက်တာလားဟမ်မေလိုမျိုးပူတာတအားပူနေလားဟုတ်လားဟဲ့ရောဒီလိုလားအိမ်နေလားမဲမွေလင်းအိမ်မက်နေလားဟမ်မိတ်ကတဲ့ဒီကြတဲ့ဝင်ရုံးမလားခိုးနေပြီအမေတူနဲ့အဲ့မှာမင်းထမင်းတုပ်ပဲမြင်တာနောက်ကဝင်ရင်တုပ်ကိုမမြင်ဘူးအေးစိနေဟိုကောင်ဘာကြီးနေလဲမမေလို့တစ်ဆိုင်လုံးခိုးတာငါလုံးမသားမအီလုံးမျိုးတစ်ဆိုင်လုံးခိုးတာဟာဟိုနားမှာထိုင်းနေပြီဟိုနားကဘာလုပ်တော့အဲ့ဒါဘာလုပ်လဲအမေအကိုလှတယ်ဗျာကိုကြီးလှလိုက်တာလို့ကိုကြီးပြေကားနေတာပဲအမလေးဗျာအမတော်ပြီလေဘာလဲလီးလောက်တာလားအမေ9000ရိုက်ချင်လိုက်သေးတယ်အမေ9000ရိုက်ဖို့ကြံလိုက်သေးတယ်မင်းခင်နဲ့ဘာဝင်မှာဘာတူးစလို့ဆိုလာမဝင်နဲ့တော့လာကိုမဝင်နဲ့တူးစလို့ဆိုဟဲ့ဟောခိုးပြေးတော့ဘာမမေလို့လာကေတူးစလို့လီးကိုတူးစလို့ဟောကောင်ပုံမလာပန်းမလားsorry လူမရိုက်တာကို sorry ဗျာကိုပုံစံကြီးကရိုက်ချင်စရာကြီးရောက်ဒီမှာလဲတောင်းချမ်းထားတာအဘလုံးအဖင်ကိုရတာအဘထိုးခံရတော့မှာဟောကောင်အမေ Y2K လေးဗျာ Y2K လေးအဲ့မှာလာလေးဗျာကိုကြီး Y2K လေးမရောင်းချင်လို့မရောင်းတာခဏလေးမရောင်းချင်လို့မရောင်းတာမင်းစောင့်မိကလို့မရောင်းတာမင်္ဂလာပါကိုကိုဟုတ်တာကိုကဟုတ်တာအမေမခန့်တာကိုကအခုလက်ထဲကဒုတ်ကြီးကိုတွေ့လားကိုဒုတ်ကြီးစစ်မလားကိုဒုတ်ကြီးစစ်မလားအခုဒုတ်ကြီးစစ်ချင်တာလားတွေ့လိုက်တယ်ပြောတာဝမ်းသာတာအမေရွှီတိုင်းဒီလေစောက်ချိုးပြပြနေနော်ဘယ်နေရာနေစောက်ချိုးပြပြနေမင်းပတ်စံပေးပြီးလုံးချင်တိုင်းလုံးလို့မရအောင်နော်ငါဆိုင်မှာတော့လာမလုံးနဲ့ရောက်မန်နေဂျာလာပြီမန်နေဂျာဟယ်လိုဂျာကြီးbusiness trip business trip မင်းကိုခီးလိုက်ပို့ပေးမယ်ဟုတ်မဟုတ်ဒီကောင်သွားရမှာပြောနေမင်းလို့စောက်ကွက်ရိုက်ချင်စရာကြီးတစ်ချက်တော့ကျွေးလိုက်မယ်ကို